Kritonai Chilla Sato Niku Mama Pondo Digini Junodu Alondra Jinyu Lisa Taide Yana Ji Tanzuze Tama Nugana Misa Dui Chimpaine Tuya Poirone Upi Sinijare Di Chima Dia Bata Tumiane Tu Atitaka Junrupiane Europia Shingu Jizu Tinyin Pia Shingu Tutuba Puzo Chiahugu Tukunyare Tube Jizu Timare Shin Joseph Tanzuze Yebuaku General Yin Polo Jinya Le Amyai Winha Pija Litine I told the king Tanzuze Champion Swing 2 year Day Say Chin 2 year Natong Chin 2 year Sun Chin Sare Ayaliku Mapyobe Nilu Miyababu I told the king General Dini Di Chain Appear Pa Loka or General Adrin Seka or Bayamada Dolu Chocha Dolu Chocha Sierra Miyabi Nate Chin Singing Temple Winnie Yare Achini Yuma Dini Shin Joseph Ye Namuna Tuya Buaku Janle Piro Taushu Chia Pin Junuruha Getting Chin Lumyam Chin Kuta Chin Sinja Chin Tanshin Chin Sare Yariku Singing Swane Pisa Shi Chin Night Nature Chin Yanai Junuru Shapui Tushi Nai Sure Yaku Janle Apayasi Pia Shin Nitteto Boa Ateta Surabale Jolurai Dini Pia Shin Nitteto Boa Ku Sekapu Pia Shin Lekanaito Joluri Sudam Hanamiaku Pia Shin Si Sekapu Yashilare Turi Kite Nasin Joluru Si Ka Baga Piaku Sixty Lesson Dini Tanzania General a PB Nivare General Saga General Pin Apa Ayamia Pim Hobe General Goa Abiwamu Ateshin Chen Pin Darling Pia Shinha Jina Nine Rama was a General Tanzuzegu Tissa Tamatia Shigotu, Pyomatotu, Subro, Generuti Keja. Kuna Sama Gotobe, Tanzuze, Kamiamale, Generuku Dini Dichin, Tujoniare, Yari Chek Bugro, Tubua the Kulo, Yongyan Lan Telumio, Sexual Tresia. Mati Chamaya Machina Sayari appeal to Buaku in Sankea. To Mrs. Lanjang, Sisa Jangan Mire Di Meroha. To let to Manikin Gun Shimedi Suratia Rechima. To a Saka Yomantare in Tau de Boa. Merone Boaku Yinsaiku to Human Kere Yari, Tudo Kere Yari, Sisinta Kere Yari, Jetwari, being Dawi Ta Sobro, Tuku to go you yin to ye mu, ye Jia Buku, to Tinting La Kere, to ye Kujin Diari. Meroja
မျက်နှာပြက်စရာအရှိတ်ရစရာဖြစ်လာတဲ့အချိန်မှာသူဟာဘယ်လောက်ထိစိတ်ခံစားမှုပြင်းထန်လဲကျမ်းစာထဲမှာအပြင်ပါအဖြစ်သူဟာစကားနဲ့စကားလုံးနဲ့ပြောမထွက်ပေမဲ့သူ့ရဲ့နှလုံးသားသူ့ရဲ့အတွေးထဲမှာဘယ်လောက်ပူလောင်နေခဲ့မလဲဒါပေမဲ့ဒီချိန်မှာသူဟာဖြောင့်မတ်တော်သူပြီးကျင်နာတနာချင်းရှိတော်သူပြီးစာနာတတ်တော်သူပြီးဘယ်သူမှမသိအောင်မေရောကိုစွန့်ထားဖို့ကြံစီခဲ့ဒါပေမဲ့ဒီချိန်မှာကျွန်တော်တို့ဒီကျမ်းစာထဲမှာသိရတဲ့အတိုင်းပဲကောင်းကင်တမန်တော်ရဲ့အမိအတိပေးမှုစေခိုင်းမှုနဲ့မေရောကိုကြည်ကျင်နန်းနဲ့သူရဲ့အိမ်သူ့ကိုအကျဉ်းလူများအဖြစ်သူရဲ့အိမ်ကိုခေါ်ဆောင်ခဲ့ဒီနေရာမှာဘယ်လောက်ထိရှင်ဂျိုးဆက်ရဲ့ဘဝမှာခုနပြောတဲ့ဒီအရာမျိုးကိုလက်ခံနိုင်ခဲ့တယ်လေသူဟာကောင်းကင်တမန်တော်ကိုမိဖို့ပြန်မထုတ်ခဲ့ပါဘူးဖျားရှင်ရဲ့ကောင်းကင်တမန်တော်ရဲ့အမိန့်ကိုနှိမ့်ချစွာနဲ့သူနားမလည်နိုင်တာအများကြီးရှိပေမဲ့လက်ခံခဲ့ဒုတိယအနေနဲ့ရှင်ဂျုဆက်လိုပဲဒီနေ့ကျွန်တော်အတိထဲမှာပဲဟောပဲနဲ့နှလုံးသားထဲနေသူရဲ့ဘဝနမနာသင်ခန်းစာတွေကိုယူကြစို့ပထမအနေနဲ့ကျွန်တော်လည်းတစ်ခါတည်းမှာဘဝမှာနားလည်တဲ့အရာတွေရှိမှာကြုံမယ်တစ်ခါတည်းအုံနောက်နဲ့ပဲမစင်စားနဲ့အုံနောက်နဲ့ပဲအဖြေမရှာနဲ့အုံနောက်ကနေနားလည်ဖို့စုမတောင်းနဲ့နှလုံးသားကနေကိုယ်တော်ဖျားအကုန်လုံးသိပါတယ်တပည့်တော်လက်ခံနိုင်အောင်တပည့်တော်ခေါ်အားပေးပါတပည့်တော်နားနေနိုင်တဲ့တစ်ဖက်ကရောက်နေပြီဒါပေမဲ့ကိုတော်တပည့်တော်ကိုအဆိုးတော့မပေးပါဘူးဆိုပြီးတော့ရှင်ကျူးဆက်လို့ပဲသူ့ရဲ့ဘဝမှာသူဟာအုံနောက်နဲ့နားလေဖို့စမကြိုးစားပဲနဲ့နှလုံးသားနဲ့နှိမ့်ချစွာဖျားရလို့ကိုလက်ခံဖို့ကြိုးစားခဲ့တယ်ဒီကနေ့နဲ့ရှင်ဂျိုးဆက်ကျွန်တော်တို့ဒီလောက်ကြည်ညိုရတာဘာလို့လဲသူရဲ့မတ်တာလောက်တဲ့စကားလေးကျမ်းစာထဲမှာမရှိဘူးသူလုံးဆောင်ခဲ့တဲ့မတ်တာလောက်တဲ့ထင်ရှားတဲ့ကဘာကျော်တဲ့အရာဘာမှမရှိဘူးဒါပေမဲ့သူဟာသူ့ကိုဖျားတောင်ပေးထားတဲ့ခရစ်တော်သခင်ရဲ့အဖနေရာမေရောရဲ့ခင်ပွန်းနေရာမှာသူထမ်းဆောင်ရမယ်နေရာကိုတစ္ဆာရှိဆောင်ရွက်ခြင်းအဖြစ်သူဟာဖျားရှိမှကြီးမြတ်တော်သူဖြစ်တယ်ကျွန်တော်ဒီအဘာသာသူနဲ့ဖျားရဲ့မျက်စိမှာဖျားရဲ့အကြည့်မှာကြီးမြတ်တော်သူဖြစ်ဖို့ကျွန်တော်တို့အမေရိကသွားဆရာမလို့ချင်းတော်ကအမြင့်ဆုံးတော်ကိုတက်ပြီးတော့ခရစ်စတိုကားတိုင်းစိုက်ဆရာမလို့ဒီနေ့ဒီချိန်မှာဖျားရှင်ကျွန်တော်တို့ပေးတဲ့ဘဝတစ်ခုစီမှာကျွန်တော်တို့ရဲ့တာဝန်ကိုစီကိုတစ္ဆာရှိခြင်းနှိမ့်ချခြင်းယူသားခြင်းဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ဖို့ဖြစ်တယ်။ဒါကြောင့်လူနာစုတောင်းခြင်းဒီအခုလည်းမနေ့ကဆိုနောက်ဆုံးနေ့ပြောကြပါကျုံလေးနဲ့စိတ်ပေါ်ပါဆိုနဲ့စုတောင်းကြပါခုနပြောတဲ့စုတောင်းတော့လည်းဆိုရင်ကိုယ့်ရဲ့အတွေးထဲမှာကိုဖြည့်ရှင်းခြင်းနဲ့ကိုရခြင်းနဲ့အရာတွေကလွှမ်းမိုးနေတဲ့အချိန်မှာဖျားစီမှာစိတ်ကမရောက်နိုင်ဘူးစုတောင်းခြင်းအတန်ကလည်းဖျားစီမရောက်နိုင်ဘူးစုတောင်းမယ်ဆိုရင်အရာအားလုံးကိုဖျားစီမှာအထာမှာတင်တည်တဲ့တင်ဖြည့်ရှင်းလို့တဲ့အရာတွေကိုမိပလိုက်ပါဖျားကိုချစ်တော်စိတ်ဖျားရဲ့ဂုဏ်တော်ကိုချီးမွမ်းလို့တော်စိတ်ဖျားကိုညှော်လင့်တော်စိတ်ဖြစ်လာတယ်
ဆုတောင်းရင်ကျွန်တော်တို့ညော်မှတာထက်ကျွန်တော်တို့အကောင်းဆုံးသောဆုကျေးဇူးတော်တွေဟာတန်ဆူစေမှတစ်ဆင့်ကျွန်တော်တို့စီခံစားရမှာဖြစ်ပါတယ်